မင်္ဂလာပါရှင် Knowledge Set Channel ကနေနှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့လူမှုဆက်ဆံရေးနဲ့အခြေရေးကဏ္ဍမှာလူတော်တော်များများကြုံတွေ့ရတတ်ပြီးစိတ်တန်ရာအကြီးကျယ်ရစေနိုင်တဲ့အကြောင်းအရာတစ်ခုကိုစိတ်ပညာရှုထောင့်ကနေအသေးစိတ်ခွဲခြမ်းစိတ်ဖြာသွားကြပါမယ်။အဲ့ဒါကတော့ယောက်ျားတစ်ယောက်တင့်ကိုရုတ်တရက်ဘာကြောင့်အဆက်အသွယ်ဖြစ်သွားရတာလဲဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မနေ့ကအထိဖုန်းတွေပြောစာတွေပို့ပြီးအဆင်ပြေနေခဲ့တဲ့သူတစ်ယောက်ကဒီနေ့မှရုတ်တရက်ကြီးလေးထဲပျောက်ကွယ်သွားတယ်လို့ဘာကြောင့်ပြချက်မှမပေးပဲထွက်သွားတဲ့အခါကျန်ခဲ့တဲ့သူဘက်မှာငါပါမားသွားလို့လဲဆိုတဲ့မေးခွန်းတွေနဲ့ကိုအပြည့်တင်ပြီးတက်ကြပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့သူတို့ထွက်သွားတာဟာတင်းရဲ့အမှားကြောင့်မဟုတ်ပဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဆိုတာတင်သိပါသလား။ဒီဗီဒီယိုမှာတော့Ghost လောက်သွားတဲ့ယောက်ျားတွေရဲ့စိတ်နေသဘောထားစိတ်ပညာ theory တွေနဲ့အဓိကအကြောင်းရင်းတွေကိုအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ Ghosty ဆိုတာပါလဲ။ဘာကြောင့်နာကျင်ရတာလဲ။ Ghosty ဆိုတာခေတ်သစ်ဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာတာနဲ့အမျှပိုပြီးခေတ်စားလာတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။စိတ်ပညာရှင်တွေရဲ့အဆိုအရ Ghosty လောက်ခြင်းဟာ passive aggressive emotional abuseသွေးဝိုက်သောနည်းဖြင့်စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတစ်မျိုးဖြစ်တယ်လို့ဆိုပါတယ်။လူသားတွေရဲ့အုံနောက်ကမသေးချမရေရာမှုကိုအမုန်းဆုံးပါပဲ။လူတစ်ယောက်သိဆုံးသွားခြင်းဒါမှမဟုတ်ပြပြတသားလမ်းခွဲစကားပြောခြင်းတွေမှာနာကျင်ရပေမဲ့အဖြစ်တစ်ခုရှိပါတယ်။ဒါပေမဲ့ Ghost လောက်ခံရတဲ့အခါအုံနောက်ကအဖြေရှာမရတဲ့အတွက်စိတ်ပိုင်းဆိုင်ရာကမောက်ကမဖြစ်မှုတန်ကိုစူးရွားစွာခံစားရပါတယ်။ပဋိပက္ခကိုရှောင်လွှဲလိုခြင်းပထမဆုံးနဲ့အဖြစ်အများဆုံးအကြောင်းအရာကတော့ညနေချင်းဆိုင်ဖြည့်ရှင်းရမယ့်ပြဿနာတွေကိုကြောက်ရွံ့ခြင်းပါပဲ။ယောက်ျားလေးတော်တော်များများဟာငယ်စဉ်ကလေးကခန်းစားချက်တွေကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုဖို့တင်ကြားခံရလိမ့်ရှိပါတယ်။ဒါကြောင့်ဆက်ဆံရေးတစ်ခုကိုစောင့်သက်ခြင်းတဲ့အခါဒါမှမဟုတ်သူတို့ဘက်ကအစိမ့်မပြေတော့တဲ့အခါငါတို့ဆက်မတွဲကြရအောင်လို့ရှင်းရှင်းလင်းလင်းပြောရမယ်စာတစ်ဖက်လူရဲ့ငိုကြွေးမှုဒေါသထွက်မှုမိကွန်းထုတ်မှုတွေကိုမရေဆိုင်ရတဲ့အတွက်အလွယ်ကူဆုံးနည်းလမ်းဖြစ်တဲ့ထွက်ပြေးခြင်းကိုရွေးချယ်လိုက်ပါတယ်။သူတို့ဟာစကားပြောဆိုဖြည့်ရှင်းခြင်းကနေလာမယ့်အစိမ်းနောက်ရှက်ဖြစ်မှုကိုတစ်စက္ကန့်လေးတောင်မခံစားခြင်းကြပါဘူး။ဒါကြောင့်တင့်ကိုနာကျင်စေမှန်းသိသိချင်းနဲ့သူတို့တတရဖို့အတွက်ကိုချင်းတရားမဲ့စွာအဆက်အသွယ်ဖြတ်တောက်သွားတတ်ကြပါတယ်။အဓိကအကြောင်းအရင်နဲ့တွေ့တာမှုပုံစံပြဿနာဒါအလွန်နဲ့တဲ့စိတ်ပညာ theory တစ်ခုဖြစ်ပါတယ်။လူတွေမှာငယ်စဉ်ကလေးဘဝကမိဘတွေရဲ့ပြုစုပြောထားမှုအပေါ်မှာမူတည်ပြီးဖြစ်တည်လာတဲ့ attachment style တွေ့တာမှုပုံစံတွေရှိပါတယ်။ဒီလိုစိတ်သဘောထားရှိတဲ့ယောက်ျားတွေဟာဆက်ဆံရေးတစ်ခုအစပိုင်းမှာအရန်ကို romantic ဆန်ပြီးအဆင်ပြေတတ်ပါတယ်။ဒါပေမဲ့တင့်ဘက်ကသူ့ကိုပို့ပြီးတန်ရောစိန်တွင်လာပြီးဆက်ဆံရေးကပို့ပြီးနှက်ဆိုင်လာပြီးတိုးတက်လာပြီးဆိုတာကိုသူတို့ခန်းစားမိတဲ့အခါသူတို့ရဲ့အုံနောက်ကအချက်ပေးခေါင်းလောင်းထားမိပါတော့တယ်။သူတို့ကအရန်ရှင်းနေသွားရင်ထိတ်ချုံခံရမယ်လွတ်လပ်ခွင့်တွေဆုံးရှုံးမယ်လို့မသိစိတ်ကနေတွေးကြောက်တတ်ကြပါတယ်။ဒါကြောင့်ဆက်ဆံရေးကအကောင်းဆုံးအခြေအနေကိုရောက်နေတဲ့အချိန်မျိုးမှာတောင်ဘာအကြောင်းပြချက်နဲ့မှမရှိပဲရုတ်တရက်ကြီး ghost လုပ်ပြီးထွက်ပြေးသွားတတ်ကြပါတယ်။ရွေးချယ်စရာများပြားခြင်းနဲ့ခေတ်သစ်အခြေအနေဒီဘက်ခေတ် dating app တွေ social media တွေကြောင့်လူတွေရဲ့အခြေအနေဟာဈေးဝယ်ထွက်တယ်လို့ဖြစ်လာပါတယ်။ဖုန်းပို့လိုက်တာနဲ့တခြားမိန်းကလေးတွေအများကြီးကိုတွေ့နိုင်စကားပြောနိုင်တဲ့အတွက်ယောက်ျားအချို့ကလူတစ်ယောက်တည်းအပေါ်မှာတစ္ဆာရှိအာရုံစိုက်ဖို့ဝင်လေးလာကြပါတယ်။တင်ချက်ပိုကောင်းတဲ့သူပိုလာတဲ့သူပိုအဆင်ပြေတဲ့သူရှိနေမလားဆိုတဲ့လောဘစိတ်ကြောင့်တင့်ကိုတေချာလက်မတွဲပဲနောက်တစ်ယောက်ကိုပြောင်းလဲရှာဖွေသွားတတ်ပါတယ်။ဒီလိုအချိန်မှာတင့်ကိုလမ်းခွဲစကားပြောဖို့အချိန်မပြီးတော့ပဲတိတ်တဆိတ်ပဲအဆက်အသွယ်ဖြစ်သွားတတ်ပါတယ်။ Narcissistic များ၏အမောင်ဘတ်ချံတချို့သော ghost လောက်သူတွေဟာတာမန်စိတ်ရှုပ်ထွေးနေသူတွေမဟုတ်ပဲကိုချင်းစာတရားခေါင်းပါတဲ့စိတ်ဝေဒနာရှင် narcissistic တွေပဲဖြစ်ပါတယ်။ဒီလိုယောက်ျားတွေဟာအစပိုင်းမှာတင်းကိုကဘာပေါ်မှာအရေးကြီးဆုံးလူတစ်ယောက်လို့ခံစားရအောင်အရန်ကျူးစိုက်ပြပါလိမ့်မယ်။ဒါပေမဲ့သူတို့လိုချင်တာကိုရသွားတဲ့အခါဒါမှမဟုတ်တင်းကသူတို့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီလို့ခံစားရတဲ့အခါတင်းကိုတန်ဖိုးမရှိတဲ့ပစ္စည်းတစ်ခုလိုလွှင့်ပစ်ခဲ့ပါလိမ့်မယ်။သူတို့အတွက်တင်းရဲ့ခံစားချက်ဟာအရေးမကြီးပါဘူး။သူတို့ရဲ့အတာကိုဖြည့်ဆည်းဖို့အတွက်တောင်တင်းကိုအသုံးချခဲ့ခြင်းဖြစ်တဲ့အတွက်ရုတ်တရက်ထွက်သွားဖို့ဝင်လေးမှာမဟုတ်ပါဘူး။ပြင်ပဖိအားများနဲ့အုံနောက်ရှက်တောင်းကြခြင်းတခါတရံမှာ ghost လောက်ခြင်းဟာတင်းကြောင့်လည်းမဟုတ်သလိုတခြားမိန်းကလေးရှိတော်တာကြောင့်လည်းမဟုတ်ပါဘူး။အလောက်ကိုင်ပြဿနာငွေကြီးအခက်ခဲမိသားစုပြဿနာစားတဲ့စိတ်ဖိစီးမှုတွေအများများလာတဲ့အခါယောက်ျားအချို့ရဲ့အုံနောက်ဟာခံစားချက်ပိုင်းဆိုင်ရာတွေကိုဆက်လက်မလုပ်ဆောင်နိုင်တော့ပဲဖြစ်သွားတတ်ပါတယ်။
သူတို့ကိုသူတို့တောင်မနေရက်တည်နေရချိန်မှာဆက်ဆက်ရေးတစ်ခုကိုထိမ့်သိမ့်ဖို့အစွမ်းအင်မရှိတော့ပါဘူးရှင်းပြဖို့လည်းအင်အားမရှိတဲ့အတွက်အရာအလုံးကိုဆက်သွယ်ဖြတ်ပြီးတော့တယောက်တည်းပုံအောင်နေတတ်ပါတယ်ကုစားခြင်းရှေ့ဆက်ခြင်းနဲ့သင်ခန်းစာကိုယ်စလောက်ခံရတဲ့အခါအရေးကြီးဆုံးကတော့ဒါအသိရဲ့အပြစ်မဟုတ်ဘူးဆိုတာကိုနားလေလက်ခံဖို့ပါပဲကုတန်ဖိုးထားမှုကိုပြန်လည်တည်ဆောက်ပါသူထွက်သွားတာတင်မလားလို့မကောင်းလို့မဟုတ်ပါဘူးသူကိုယ်တိုင်ကဆက်ဆံရေးတစ်ခုကိုတာဝန်ယူနိုင်တဲ့ရင်းကျက်မှုမရှိလို့သာဖြစ်ပါတယ်သူပြန်လာပြီးရှင်းပြမယ့်အချိန်ကိုမဆောင်ပါနဲ့သူ့ရဲ့အပြုအမူထွက်သွားခြင်းဟာတင်အတွက်အဖြေတစ်ခုဖြစ်နေပါပြီတင်ကိုတန်ဖိုးမထားလေးစားမှုမရှိတဲ့သူတယောက်တင်ဘဝတွေကထွက်သွားတာကိုဆုံးရှုံးမှုလို့မသတ်မှတ်ပဲအစိတ်သင်းစေတဲ့လူတယောက်ကိုစောစောစီစီဖေရှားနိုင်လိုက်တယ်လို့ရှုမြင်ပါဟုတ်ကဲ့ပါရှင်ဒီကနေ့ knowledge set ကနေတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ ghost လောက်ခံရပြီးစိတ်တန်ရနေသူတွေအတွက်အဖြစ်တစ်ခုဖြစ်စေမယ်လို့ယုံကြည်ပါတယ်လူတစ်ယောက်ရဲ့တန်ဖိုးဟာတခြားသူတစ်ယောက်ရဲ့ဆက်ဆံမှုအပေါ်မှာမမူတည်နိုင်ပါဘူးဆိုတာအမြဲတမ်းရပါတင်ဟာအလေးစားခံရဖို့တန်ဖိုးထားခံရဖို့အပြည့်အဝထိုက်တန်တဲ့သူပါဒီဗီဒီယိုလေးကအသင်တို့အကျိုးရှိစေတယ်ဆိုရင်တော့ like လုပ်ပေးဖို့နဲ့နောက်ထပ်စိတ်ဝင်စားဖွယ်ရစိတ်ပညာသုတေသနတွေဘုဒ္ဓတွေကိုဆက်လက်လေ့လာနိုင်ဖို့အတွက် knowledge set channel ကို subscribeလောက်ထားပြီးဖို့တောင်းဆိုချင်ပါတယ်။တရက်ထင်မြင်ချက်ယူဆချက်တွေကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။